နားဆင်သူပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာမသိကတဲ့လာစကားနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ရဲ့လူသားမျိုးနွယ်စုတမိုင်းကြောင်းမှာအလှပါဆုံးဖြစ်တယ်လို့ကြောက်စရာအကောင်းဆုံးလည်းဖြစ်ခဲ့တဲ့နောင်နှတွေမျောလင့်ချက်တွေတွန်တွဲနေတဲ့ဒဏ္ဍာရီတစ်ခုအကြောင်းကိုပြောပြပေးတော့မှာဖြစ်ပါတယ်အဲ့ဒါကတော့ဂရိဒဏ္ဍာရီတွေကပထမဆုံးသောမိန်းမပန်ဒိုရာနဲ့သူမရဲ့တစ်တာအကြောင်းပဲဖြစ်ပါတယ်အချိန်ကာလကတော့ကျွန်တော်တို့လူသားတွေမပေါ်ပေါက်ခင်အချိန်ကြာကြီးကမ္ဘာမြေကြီးတက်တန်းနုနယ်စဉ်အခါကပဲဖြစ်ပါတယ်။စကြဝဠာကြီးထဲမှာ chaos လို့ခေါ်တဲ့ဘာမှမရှိတဲ့မတီရှီကျွန်းနေနဲ့ပြည့်နှက်နေတဲ့ဟာလာဟင်းလေးမြင်ကြီးတစ်ခုပဲရှိခဲ့ပါတယ်။ဒီအဆုံးမဲ့လက်ဟာမူကြီးတဲ့ကနေကမ္ဘာမြေကာယာပေါ်ထွန်းလာခဲ့ပြီးသူမရဲ့အထက်မှာကောင်းကင်ကြီး Uranus ကဖြန့်ကျက်တည်ရှိသွားခဲ့ပါတယ်။အဲဒီနောက်မှာတော့တကိုးကြီးမားတဲ့ရှေးကြဆုံးအေယာမတရဝါကြီးတွေဖြစ်ကြတဲ့တိုက်တန်နှဖျားတွေကလူသားတွေမရှိသေးတဲ့ကမ္ဘာမြေပေါ်မှာစိုးစံခဲ့ကြပါတယ်။ဒါကတော့ကျွန်တော်တို့သိထားသမျှအရာအလုံးရဲ့အုတ်မြစ်ကိုစတင်ခဲ့တဲ့အချိန်ပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီပုံမြင်လေးကကဘာကြီးဖန်တီးပုံနဲ့တင်ပြီးသွားတာမျိုးမဟုတ်ပါဘူး။ဒီဇလန်ရဲ့အဓိကအချိုးပေးကတော့မီးကနေစတင်ခဲ့တာပါ။နှဖျားတွေနဲ့လူသားတွေကြားကထာဝရရန်ညွှန်းတစ်ခုကိုဖြစ်တည်စေခဲ့တဲ့တားမြစ်ထားတဲ့မီးတောက်တွေအကြောင်းပဲဖြစ်ပါတယ်။လူသားတွေကိုဖန်တီးခဲ့တဲ့တိုက်တန်နှဖျား Prometheus ကလူသားတွေကိုအလုံးမဲတနာကျင်တာတဲ့သူဖြစ်ပါတယ်။အဲ့ချိန်တုန်းကလူသားတွေကအာရင်ချိနေပြီးအမောင်လူထဲမှာတုံလုံးထောင်ကြစွာနေထိုင်ခဲ့ကြရပါတယ်။ဒါကိုကြည့်ပြီးစိတ်မကောင်းဖြစ်တဲ့ Prometheus ကနဗျားတွေရဲ့ဘီရင် Zeus ရဲ့အမိန့်ကိုဖီဆန်ပြီး Olympus တောင်ပေါ်ကနေနဗျားတွေရဲ့မီးကိုခိုးယူပြီးလူသားတွေစီကိုယူဆောင်လာပေးခဲ့ပါတယ်။မီးကိုရသွားတဲ့အချိန်မှာတော့လူသားတွေရဲ့ဘဝကတစိတ်ချိုးပြောင်းလဲသွားပါတယ်။အမောင်တို့ကိုဖြိုခွင်းလာနိုင်တယ်။အဟိဒံကိုအန်တုလာနိုင်တယ်။ပြီးတော့လက်နက်တွေနဲ့ကိရိယာတွေကိုသွန်းလုပ်ပြီးယဉ်ကျေးမှုတစ်ခုကိုစတင်တည်ဆောက်လာနိုင်ခဲ့ကြပါတယ်။ဒါပေမဲ့ Zeus ဘီရင်ကတော့ဒါကိုခွင့်မလွှတ်နိုင်ခဲ့ပါဘူး။သူကလူသားတွေကနဗျားတွေနဲ့ရင်ပေါင်တန်းလာမှကိုစိုးရိမ်ခဲ့တယ်လို့မျိုး Prometheus ရဲ့ပုံကံမှုကိုလည်းအကြီးကျယ်ဒေါသထွက်ခဲ့ပါတယ်။ဒါကြောင့်ပဲ Zeus ကPrometheus ကိုတင်မကပဲလူသားမျိုးနွယ်တစ်ခုလုံးကိုပါထာဝရမှတ်လောက်သားလောက်အောင်ဖြစ်သွားစေမဲ့အယံလှပတဲ့ထောင်ချောက်ကြီးတစ်ခုကိုဖန်တီးဖို့ကြံစီလိုက်ပါတော့တယ်။ Zeus ကပပဲနှဖျား Hephaestus ကိုအမိန်ပေးပြီးမြေကြီးနဲ့ရေကိုရောနှောကရင်သက်ရှူမောပွဲရဲ့အလှတရားနဲ့အမျိုးသမီးတစ်ယောက်ကိုဖန်တီးခိုင်းခဲ့ပါတယ်။သူမကကမ္ဘာပေါ်မှာပထမဆုံးသောမိန်းမသားဖြစ်လာမှာပါ။ Zeus ရဲ့အစီအစဉ်အရ Olympus နှဖျားအသီးသီးကသူမကိုလက်ဆောင်တွေပေးခဲ့ကြပါတယ်။အသီနာကသူမကိုအသက်သွင်းပေးပြီးလှပတဲ့အဝတ်ထွေတွေကိုစီရင်ပေးခဲ့ပါတယ်။ Aphrodite ကသူမကိုမြင်းသူတကာငင်းမောရလောက်တဲ့ဆွဲဆောင်မှုရှိတဲ့အလားတရားတွေနဲ့ကြကြနနပြုမှုနေထိုင်တတ်တဲ့အမူအရာတွေကိုပေးခဲ့ပါတယ်။ Hermes ကတော့သူမကိုစကားပြောစွမ်းရည်နဲ့ဒီဇလန်ရဲ့အဓိကတော့ချက်ဖြစ်လာတဲ့ပြင်းပြတဲ့စူးစမ်းလိုစိတ်ကိုသူမရင်ထဲမှာထည့်သွင်းပေးလိုက်ပါတယ်။သူမရဲ့နာမည်ကတော့ Pandora ဖြစ်ပြီးအလုံးစုံသောလက်ဆောင်တွေကိုရရှိသူလို့အဓိပ္ပာယ်ရပါတယ်။သူမကိုလူလောကထဲကိုမလွတ်ခင်မှာ Zeus ဘီရင်ကအလုံးလှပပြီးထူးခြားတဲ့တစ်တာတစ်လုံးကိုလက်ဆောင်ပေးခဲ့ပါတယ်။ဒါပေမဲ့ပြင်းထန်တဲ့သတိပေးချက်တစ်ခုလည်းပါဝင်နေပါသေးတယ်။ဒါကတော့ဒီတစ်တာကိုဘာကြောင့်နဲ့မှဘယ်တော့မှလုံးဝဖွင့်မကြည့်နဲ့ဆိုတာပါပဲ။ Zeus က Pandora ကို Prometheus ရဲ့ညီဖြစ်သူ Epimetheus ကိုပို့ပေးခဲ့ပါတယ်။ Prometheus ကသူ့ညီ Epimetheus ကိုZeus ပေးတဲ့လက်ဆောင်မှန်သမျှဘယ်တော့မှလက်မခံနဲ့လို့သတိပေးထားပေမဲ့ Epimetheus က Pandora ရဲ့အလားတရားမှာမျောသွားပြီးသူမကိုဇနီးအဖြစ်လက်ခံလိုက်ပါတယ်။ပထမတော့သူတို့ရဲ့ဘဝကတာယာငြိမ်းချမ်းနေခဲ့ပါတယ်။ဒါပေမဲ့ Pandora ရဲ့စိတ်ထဲမှာတော့ Zeus ပေးလိုက်တဲ့တစ်တာကြီးထဲမှာဘာတွေရှိနေမလဲဆိုတဲ့အတွေ့ကနင်းညာမပြတ်နှိမ့်ဆက်နေခဲ့ပါတယ်။ဒီတစ်တာကြီးကိုဘာကြောင့်ဖွင့်မရတာလဲ။အထဲမှာဘာတွေများရှိနေမှာလဲ။ဘာလို့မို့ Zeus ကရောမဖွင့်ဖို့ပြောတာလဲဆိုတဲ့အတွေးမျိုးတွေကပန်ဒိုရာစိတ်ထဲမှာဇက်တိုက်ဝင်လာနေခဲ့ပါတယ်။ဘာကြောင့်ဖွင့်လို့မရလဲ။အထဲမှာတန်ဖိုးကြီးရတနာတွေများရှိနေလားဆိုတဲ့စူးစမ်းလိုစိတ်ကတဖြည်းဖြည်းနဲ့တားမနိုင်စီးမရဖြစ်လာပါတော့တယ်။နောက်ဆုံးမှာတော့စိတ်မထိန်နိုင်တော့တဲ့ပန်ဒိုရာကတစ်တာဘုံကိုအသာလေးပဲဟကြည့်မယ်ဆိုပြီးတော့တစ်တာကိုဖွင့်ကြည့်လိုက်မိပါတော့တယ်။အဲဒီခဏမှာပဲတစ်တာတွေကကြောက်မက်ဖွယ်ကောင်းတဲ့အနက်ရောင်တိမ်တိုက်တွေလိုမျိုးမကောင်းဆိုးဝါးငွေ့သက်တွေအရှိန်ဟုန်နဲ့ပြေးထွက်လာပါတော့တယ်။ဒီကြောက်မက်ဖွယ်အနက်ရောင်ငွေ့သက်တွေအကုန်လုံးကတော့လူသားမျိုးနွယ်စုမှာအရင်ဘယ်တော့မှမရှိခဲ့ဘူးတဲ့ယောဂဗျာတွေမနာလိုဝင်တိုမှုတွေအမုန်းတရားနဲ့စစ်မှတ်တွေပုံမင်းရင့်ရော်မှုနဲ့တေခြင်းတရားတွေဒီလိုမျိုးမကောင်းတဲ့အရာတွေဖြစ်နေခဲ့ပါတယ်။ဒါတွေအကုန်လုံးကကဘာရဲရဲကိုစက္ကန့်ပိုင်းတွင်ပြန့်နှံ့သွားပြီးလူသားတွေရဲ့ငြိမ်းချမ်းတဲ့ဘဝကိုထာဝရဖျက်ဆီးပစ်လိုက်ပါတော့တယ်။ပန်ဒိုရာကထိတ်လန့်တကြားနဲ့တစ်တာဘုံကိုအမြန်ပိတ်လိုက်ပေမဲ့အကုန်လုံးကနောက်ကျသွားခဲ့ပါပြီ။ကဘာကြီးကဒုက္ခပင်လယ်ဝေသွားခဲ့ရပါပြီ။ဒုက္ခတွေအားလုံးအပြင်ကိုထွက်သွားပြီးတဲ့နောက်ပန်ဒိုရာကတစ်တာကြီးဘေးမှာထိုင်ပြီးငိုကြွေးနေခဲ့ပါတယ်။ဒီမှာကြောင့်ကဘာကြီးဖျက်ဆီးသွားပြီလို့ခံစားနေခဲ့ရတာပဲဖြစ်ပါတယ်။ဒါပေမဲ့တစ်တာတွေကနေတင်းငယ်ပြီးတိုးညင်းတဲ့တန်လေးတစ်ခုကထွက်ထွက်လာကိုသူမှကြားလိုက်ရပါတယ်။ဒီမှာလဲတွန်းဆုပ်နဲ့နောက်တစ်ချိန်တစ်တာဘုံကိုပြန်ဖွင့်ကြည့်လိုက်တဲ့အချိန်မှာတော့တစ်တာရဲ့အောက်ချိန်မှာငြိမ်သက်စွာကြံရင်းနေတဲ့အရာတစ်ခုကိုတွေ့လိုက်ရပါတယ်။အဲ့ဒါကတော့မျှော်လင့်ချက်ပါပဲ။ Zeus ဘီရင်ကလူသားတွေကိုအပြစ်ပေးခဲ့ပေမဲ့သူတို့ရဲ့ဘဝလမ်းခီးမှာဘလောက်ပဲဒုက္ခတွေနဲ့ကြုံတွေ့ရပါစေအရှုံးမပေးပဲရှေ့ဆက်နိုင်ဖို့အတွက်ဒီမျှော်လင့်ချက်လေးကိုတော့ခြံထားပေးခဲ့ပါတယ်။
ဒါကြောင့်လူသားတွေကအခက်အခဲဆုံးအချိန်နာကျင်မှုတွေနဲ့အမောင်တူးတွေကြားတဲ့တောင်မှမနေ့ဖြန်ကတိထက်ပိုကောင်းလာလိမ့်မယ်ဆိုတဲ့ယုံကြည်မှုနဲ့ဒီနေ့ထိရှင်သန်နေကြတာပဲဖြစ်ပါတယ်ဒီနေ့ရဲ့ပန်ဒိုဝါဇလန်လေးကတော့ဒီမှာတင်ပြီးပါပြီလူတိုင်းရဲ့ရှင်ထဲမှာဒုက္ခတွေရှိနေနိုင်ပေမဲ့တစ်တာထဲမှာကြံ့ရစ်ခဲ့တဲ့မျှော်လင့်ချက်လေးကိုတော့အမြဲတမ်းစုပ်ကိုင်ထားကြပါလို့တိုက်တွန်းချင်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးထားကြဖို့တောင်းဆိုချင်ပါတယ်